ရှမ်းပြည်နယ်ရှေ့ပိုင်းမယောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ယနေ့နေ့ပိုင်းကလူကုန်ကူးမှုအနေအဆိုင်ရာတိပညာပေးတောက်ရှို့ကိုကျင်းပပြုလုပ်ရာမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှုဦးအောင်မျိုးထွန်းကယခုလိုဆွေးနွေးခဲ့ပါရရှင်။ဘာပေါ်တွင်နှစ်စဉ်လူကုန်ကူးခံရသူပေါင်းတန်း20ခန့်ရှိနေပြီးလူမောင်ခိုကိုင်းများမှာထိုလုပ်ငန်းများမှာအကျိုးအမြတ်အမေရိကန်ဒေါ်လာ40ဘီလီယံခန့်ရရှိနေတယ်လို့ဆိုထားပါတယ်။သို့ဖြစ်ရာမူရစေဝါနှင့်တရားမဝင်ရောင်းဝယ်မှုနှင့်လက်နက်မောင်ခိုရောင်းဝယ်မှုတို့နောက်တွင်လူကုန်ကူးမှုမှာကမ္ဘာတဝန်းတတိယအများဆုံးသောရာဇဝတ်မှုပင်ဖြစ်ပါတယ်ခင်ဗျာလူကုန်ကူးခြင်းကိုအဓိပ္ပာယ်ဖွင့်ဆိုရာကောင်းမွန်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့်လူပုဂ္ဂိုလ်တဦးအားချိန်လျှောက်ခြင်းသို့မဟုတ်အင်အားသုံးခြင်းသို့မဟုတ်အရှားပုံစံဖြင့်အတင်းအကျပ်အနိုင်ထက်ပြုခြင်းဖျားယောင်းခေါ်ဆောင်ခြင်းလိမ်လည်လဲပြားခြင်းအာဏာလွဲသုံးစားပြုခြင်းယက်တီရန်ခက်ခဲသောရှင်နေပေါ်တွင်အလွဲသုံးစားပြုလုပ်ခြင်းရှုပ်ကနိုင်သူတဦးတယောက်၏သဘောတူညီမှုရရှိရန်အကျိုးအမြတ်ပေးခြင်းသို့မဟုတ်ရယူခြင်းဖြင့်လူတဦးအားတိမ့်သွင်းစုဆောင်ခြင်းတည်ယူပို့ဆောင်ခြင်းလွှဲပြောင်းခြင်းခိုးလုံဝင်ပေးခြင်းသို့မဟုတ်လက်ခံထားခြင်းတို့ကိုဆိုလိုပါတယ်။ခေါင်းပုံဖြတ်ခြင်းတွင်ပြည်စာအဖြစ်ခိုင်းစေခြင်းအရှားပုံစံဖြင့်လိမ်မှုကိစ္စခေါင်းပုံဖြတ်ခြင်းအတ္တမစေခိုင်းခြင်းကျေးကျွန်တပွဲပြုခြင်းသို့မဟုတ်ကျွန်ကဲ့သို့အလုံးလို့ရသောအခြေအနေခန္ဓာကိုယ်အတွင်းမှာအစိတ်ပိုင်းများဖယ်ရှားခံရခြင်းတို့ပါဝင်ပါတယ်ခင်ဗျာမြန်မာနိုင်ငံတွင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို2005ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီးလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ9နှစ်စီမံကိန်းများကို2009ခုနှစ်တွင်စတင်အကောင့်ထဲပေါ်ခဲ့ရာယခုအခါစတုတ္ထ9နှစ်စီမံကိန်း2020-2026ကာလမှာရောက်ရှိနေပြီဖြစ်ပါတယ်လူကုန်ကူးမှုများကိုကာကွယ်တားဆီးရန်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်လျက်ရှိရာမြန်မာနိုင်ငံသည်အိန္ဒိယနိုင်ငံများဖြစ်သောထိုင်းတရုတ်အိန္ဒိယတို့နှင့်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးနားလည်မှုစာချုပ်များလက်မှတ်ရေးထိုးထားသည့်အပြင်နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာရွှေပြောင်းလုပ်သားများအဖြစ်ပြည်ပသို့တွားရောက်လုပ်ကိုင်ကြရာတွင်ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်၍တရားဝင်လမ်းကြောင်းမှာတွားရောက်လုပ်ကိုင်ခြင်းဖြင့်လူကုန်ကူးမှုအနေနဲ့မှာကင်းဝေးကြမည့်အပြင်စားရောက်ရာနိုင်ငံများ၌လည်းတရားဝင်ရည်တည်နိုင်ကြမည်ဖြစ်ပါတယ်အကယ်၍နစ်နာမှုတစုံတရာဖြစ်ပေါ်လာပါကတရားဝင်အကာအကွယ်ပေးမှုများကိုရရှိနိုင်မည်ဖြစ်ရာလူကုန်ကူးခံရသောသားကောင်များဘဝမှာမကြောက်ရောက်စေရေးအတွက်တရားမဝင်လမ်းကြောင်းများမှာပြည်ပသို့ထောက်ခံမှုများကိုရှောင်ရှားကြရန်ဆွေးနွေးလိုက်ရပါတယ်ခင်ဗျာကျမနန်စီဖောင်းပါ